ဆီယာမရဲ့ကျမသွေးတိုးနေလားမသိပါဘူးတငင်းသီးနဲ့ငပိရနဲ့အများကြီးစားမိလိုက်တာခေါင်းမူလာလို့သမီး သွေးတော့နည်းနည်းတိုးနေတဲ့အန်တီခဏနေရင်တက်တာသွားမှာပါနောက်ဆိုဒညင်းသီးနဲ့ငပိကိုရှော့စားတော့နော် အမကသွေးနေနေတိုးနေတာဆိုတော့ထဆေးတောက်ရမယ်နော်ဘာမှမဖြစ်ပါဘူး တက်တာသွားလိုက်မယ်နော် ဒါနဲ့အမကအရင်ကဆေးရုံတက်ဘူးတယ်မဟုတ်လားသွေးတိုးယောဂရှိကျင်တယ်နော်ဝတ်သားတို့ဒညင်းသီးတို့ငပိအငံတွေရှောင်ရမယ်နော် ဒီဆေးရုံကဆရာဝန်နဲ့သူနာပြုတွေကအရန်သဘောကောင်းတာနော်စိတ်လဲရှည်တယ်နော် တကယ်ကိုကောင်းကြတယ်နော်အရင်စိတ်ချရတယ် ငါမိမကတော့ဆေးရုံကဆင်းပြီးချင်းဝတ်သားတန်းဝယ်လာတော့တာပဲဆရာဝန်တွေသဘောကောင်းတယ်ဆိုပြီး လူလောကလေးတစ်ခါရောက်လာတာအစားမရှောင်နိုင်ပါဘူးတော့ကိုစားကျင်တာလေးစားရမှလူဖြစ်ရတာတန်ပါပေါ့ဝတ်သားလေးစားပြီးသွေးပေါင်ကြဆေးလေးတစ်လုံးတောက်လိုက်ရင်ရတာပဲကိုစားမယ်ဟင် ဟုတ်ပါတယ် ဝတ်သားဟင်းလေးနဲ့လာစားကြပါအောင် ဟုတ်ပါတယ်လာစားကြပါ အရန်ကောင်းပါတယ်